ဒီဘာကြောင့်ဆင်းရဲတာတော့စိတ်တွေဘာကြောင့်ပင်ပန်းတာတော့ကိုယ့်ရဲ့စိတ်ကနီးမှန်လမ်းမှမဆုံးမနိုင်တဲ့အခါမှာကြမ်းတမ်းမှုရိုင်းဆိုင်မှုတွေဖြစ်နေလို့ဒီစိတ်ကဆင်းရဲတာတော့စိတ်ရိုင်းနေစိတ်တွေကြမ်းနေဆိုတာဘာပြောတာတော့ဆွဲမဲ့မှုຢာကနဲ့တကွာဖြစ်တဲ့စိတ်မကျေနပ်မှုဒေါသနဲ့တကွာဖြစ်တဲ့စိတ်အမှန်တရားကိုမသိမှုမောဟနဲ့တကွာဖြစ်တဲ့စိတ်ဒီစိတ်တွေကိုဒါရိုင်းဆိုင်နေကြမ်းတမ်းနေလို့ပြောတယ်အလိုရင်မဲ့တွေတိတ်ကြီးလာရင်စိတ်ကရိုင်းနေပေါ့နော်မကျေနပ်မှုဒေါသတွေကြီးလာပြီဆိုရင်စိတ်ကရိုင်းနေမာနတွေမနာလိုမှုတွေဝန်တုံမှုတွေဒါတွေဖြစ်လာလို့ရှိရင်ဘုန်းတို့စိတ်ရိုင်းဆိုင်သွားတယ်ဆိုတာတတိချာချာစဉ်းစားကြည့်ရင်သိနိုင်တယ်စိတ်ကရိုင်းပြီဆိုလို့ရှိရင်မနောကအတွေးတွေကလည်းရိုင်းလာတယ်ဝစီကအပြောတွေကလည်းရိုင်းလာတယ်ကာယကအပြုအမူတွေကလည်းရိုင်းလာတယ်ဒါပေမဲ့ဘုန်းတို့တွေကကာယကံမှုဝစီကံမှုတွေရိုင်းလာမှဩဒီလူတော်တော်ရိုင်းမှလားလို့သိရတယ်နော်အဲ့ဒီရိုင်းဆိုင်မှုရဲ့နောက်ွယ်ကနေကြိုးကန်ပြီးတော့အဓိကအကြောင်းတရားကြီးအဖြစ်နဲ့ဖန်တီးနေတဲ့စိတ်ရဲ့ရိုင်းဆိုင်မှုမမြင်ဘူးတကယ်တမ်းကအဲ့ဒီစိတ်တွေရိုင်းနေလို့ဘုန်းတို့ရဲ့စိတ်ကမချမ်းသာအဲ့ဒါကိုနီးမှန်လမ်းမှာဘုန်းတို့တွေကလူချင်းမမောစရာအာယုန်နဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုຢာကားမဖြစ်အောင်ဆုံးမမယ်ဟုတ်လားမကျေနပ်စရာအာယုန်နဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုဒေါသမဖြစ်အောင်ဆုံးမမယ်မေတ္တာဖြစ်အောင်နော်ဘလို့အာယုန်နဲ့ပဲတွေ့အမှန်တရားကိုသိအောင်မြင်အောင်ငါကြိုးစားမယ်ဟဲ့ဟောဒါစိတ်ကိုဆုံးမတော့အဲ့လိုမျိုးအာလောဘဓာတ်တွေအာဒေါသဆိုတဲ့မေတ္တာဓာတ်တွေအာမောဟဆိုတဲ့ပညာဓာတ်တွေဘုန်းတို့တဏ္ဍာပါဖြစ်အောင်လုပ်တာကိုဒါစိတ်ကိုဆုံးမတယ်လို့ခေါ်တယ်ဒီနည်းအားဖြင့်ယာယီနေတဲ့စိတ်ကိုယဉ်ကျေးအောင်လုပ်လိုက်တာချမ်းနေတဲ့စိတ်ကိုနုညံ့အောင်ကြိုးစားတာပေါ့အဲ့လိုကြိုးစားနိုင်တာနဲ့မြတ်ဘုန်းတို့ရဲ့စိတ်ဟာတဖြည်းဖြည်းနဲ့ဆင်းရဲဒုက္ခနည်းပါးပြီးတော့ချမ်းသာမှုရဒါမြတ်စွာဘုရားကအတိအလင်းစိတ်ကိုဆုံးမနိုင်လို့ရှိရင်ချမ်းသာမယ်လို့ဟောထားတယ်နှိမ်နှင်းမှုခက်လွန်းလို့ဒီစိတ်ကိုမနှိမ်နှင်းဘဲနဲ့ပြစ်ထားမယ်ဆိုရင်တော့သူကကောင်းနိုင်ပေါ်ရမရှိခက်ခဲပေမလို့အဲ့ဒါကိုငါမဖြစ်အောင်ဒီစိတ်ကိုဆုံးမမယ်ယဉ်ကျေးအောင်လုပ်မယ်ဆိုပြီးတော့ကိုယ့်ရဲ့စိတ်ကိုနိမလမ်းမှာဆုံးမနိုင်မယ်ဆိုလို့ရှိရင်တော့အဲ့ဒါအလွန်ကောင်းတယ်တဲ့စိတ်တတ္တဓမ္မထောတာတုနော်စိတ်ကိုဆုံးမခြင်းဟာကောင်းတယ်ဒုံနိဂဟတလဟုနောယထကာမနိပါတိနောစိတ်တတ္တဓမ္မထောတာတုစိတ်တန်တန်ဒုက္ခဝဟဒုံနိဂဟတစိတ်ဆိုတာဆုံးမဖို့ပိုင်နိုင်ဖို့ကိုယ်အလိုတိုင်းဖြစ်စေဖို့အလွန်ခက်တယ်မနိုင်ဖို့မလွယ်ဘူးနော်ဒီစိတ်ကလဟုနောအလွန်မှလည်းပဲမြန်ဆန်တဲ့သဘောရှိခုဒီနာတော်ကြဟိုနာခုဒီအကြောင်းရတော်ကြဟိုအကြောင်းရရောက်ချင်ရောက်တွေ့ချင်တွေ့ယထကာမနိပါတိနောစီမရှိကမရှိဗယံပရာရောက်ချင်ရောက်တွေးချင်တွေးပြီးတော့ဘယ်သူမှလည်းမြင်နိုင်တာမဟုတ်တဲ့အခါကျတော့လွတ်လွတ်လပ်လပ်ကြီးထင်တိုင်းကျက်စားတတ်တဲ့ဒီစိတ်ကဟုတ်လားအဲ့ဒီလိုသဘောတဘာဝရှိတဲ့ဒီစိတ်ကိုဆုံးမနိုင်မယ်ဆိုရင်အဲ့ဒါအလွန်ကောင်းတယ်တဲ့စိတ်တတ္တဓမ္မထောတာတုနော်စိတ်တတ္တစိတ်ကိုဓမ္မထောယဉ်ကျေးအောင်ဆုံးမနိုင်ခြင်းဒီတာတုကောင်း၏ဘာဖြစ်လို့တော့စိတ်တန်တန်ဒုက္ခဝဟဆုံးမလို့ယဉ်ကျေးပြီဆိုရင်အဲ့ဒီစိတ်ကချမ်းသာဒုက္ခကိုပေးမယ်တဲ့တော့စောစောကဘုန်းဘုန်းတို့တရားနိဒန်းလေးမှာနော်ဒီစိတ်မယဉ်ကျေးဘူးယဉ်ကျေးတယ်ဆိုတာဘာကိုပြောတာတော့ဆိုတာလေးပြောခဲ့တယ်နော်ဆွဲမဲ့မှုတွေနဲ့မကျေနပ်မှုတွေနဲ့မနာလိုမှုတွေနဲ့ဝန်တိုမှုတွေနဲ့ဒီလိုမျိုးစိတ်ရဲ့အညစ်အကြေးတွေနဲ့ရောထွေးပြီးတော့ဖြစ်နေပြီဆိုရင်ဒါဒီစိတ်ကိုရိုင်းဆိုင်တယ်ကြမ်းထမ်းတယ်ဒီလိုခေါ်ရတယ်အဲ့ဒီလိုအနေအထားမျိုးကဒီစိတ်ကိုပဲပင်ပန်းစေတယ်ဆင်းရဲစေပူလောင်စေတယ်ဟုတ်လားဒါလက်တွေ့ဘုံဘုံတို့နားလည်လို့ရပါတယ်နော်မမောမှုတွေအားကြီးလာရင်ပူလောင်တာပဲပင်ပန်းတာပဲဆင်းရဲတာဟုတ်လားအဲ့ဒါကိုဘုံဘုံတို့အကောင့်ထဲဖော်မယ်ဆိုရင်ပို့ပြီးတော့ဒါပူလောင်လိမ့်မယ်ဆင်းရဲလိမ့်မယ်ပင်ပန်းလိမ့်မယ်အဲ့လိုပဲမကျေနပ်မှုဖြစ်လာရင်လည်းပဲဒါစိတ်ရဲ့ပူလောင်မှုဆင်းရဲမှုပင်ပန်းမှုပိုတောင်းထင်ရှားသေးတယ်ကာယကံမှုဝစီကံမှုနော်ပေါက်ကွဲတဲ့အဆင့်ရောက်သွားမယ်ဆိုရင်ပို့ပြီးတော့ဒါဘုံဘုံတို့ရဲ့ဘဝပင်ပန်းလိမ့်မယ်ဆင်းရဲလိမ့်မယ်နော်ဒါကြောင့်စိတ်ရိုင်းဆိုင်နေဆိုတာဘာလဲပြောရတယ်နော်လောဘဒေါသမောဟတွေဖြစ်ပြီးဆိုရင်ဒါစိတ်ရိုင်းဆိုင်နေခေါ်ရတယ်အဲ့ဒီစိတ်ရိုင်းပြီးတော့မှသာလေအတွေးတွေအပြောတွေအလုပ်တွေကတဆင့်မဖြစ်သွားတာတော့ရိုင်းသွားတာအဲ့ဒါကိုဘုံဘုံတို့ကနီးမှန်လမ်းမှာဒီစိတ်ကိုလိမ်မအောင်ယဉ်ကျေးအောင်တနည်းအားဖြင့်အဲ့တော့လောဘဒေါသမောဟဖြစ်เสียအာယုန်နဲ့တွေ့လာတဲ့အခါမှာလောဘဒေါသမောဟမဖြစ်အောင်ဟဲ့ဆိုပြီးတော့သူ့ရဲ့နေရာမှာနော်ဆွန့်လွတ်နိုင်မှုတွေအဒေါသဆိုတဲ့မေတ္တာတရားတွေနော်တဘာဝတရားရဲ့ပုံမှာမမှန်ကန်ကန်သိမြင်နားလည်မှုလို့ဆိုတဲ့နော်အမောဟပညာတရားတွေဖြစ်အောင်လုပ်နိုင်မယ်ဆိုရင်ဒါစိတ်ကိုဆုံးမတယ်တနည်းအားဖြင့်ဒီစိတ်ကိုယဉ်ကျေးတယ်လို့ပြောရတယ်အဲ့ဒီလိုအနေထားမျိုးကိုဖြစ်အောင်လုပ်နိုင်မယ်ဆိုရင်ဒီစိတ်ဟာဘာလဲတော့ကိုလိုချင်တဲ့ချမ်းသာဒုက္ခကိုပေးမယ်တဲ့လက်တွေ့လေးဘုံဘုံတို့
ကြိုးပမ်းအားထုတ်ကြည့်တဲ့နေပေါ့နော်